နောက်ဆုံးခွင့်ရေးဒီနောက်ဆုံးခွင့်ရေးကိုထပ်ပြီးချိုးဖောက်မိရဆိုလို့ရင်ကျုပ်ကိုကြိုက်တာလုပ်လို့ရတယ်ဘလို့လုပ်လို့ HNO News ဘလို့မှဒီနေ့အဖေတို့ကိုပဲပြောဘလို့ ကျိုး လုပ် လိုက်ပါတယ်ရှင်ဒီဗီဒီယိုလေးကအချစ်ရေးနဲ့အိမ်အောင်ရေးဆိုင်ရာအသိပညာဗဟုသုတများကိုမျှဝေပေးရန်တင်ဆက်ထားခြင်းဖြစ်ပါတယ် ည ရှ ပြီး င် နောက်ဆုံးခွင့်ရေးဒီနောက်ဆုံးခွင့်ရေးကိုထပ်ပြီးချိုးဖောက်မိရဆိုလို့ရင်ကျုပ်ကိုကြိုက်တာလုပ်လို့ရတယ်ဘလို့လုပ်လို့ကရုမာဒီနေ့အဖေတို့ကိုပဲပြောဘလို့လုပ်လို့ဒီနောက်ဆုံးခွင့်ရေးကိုပြီးခမရပြီးရဲ့နောက်ဆုံးခွင့်ရေးကိုယူပြီးကျုပ်ခမရထပ်ပြီးအဲ့လိုမျိုးကြီးခမရမကြိုက်တာလုပ်တယ်ဆိုရင်ကြိုက်တာလုပ်လို့ရတယ်ခမရလုပ်ချင်တယ်လို့လုပ်သွားခံမယ်ဘာမှလည်းမပြောတော့ဟုတ်တယ်အမထပ်လုံးမိရဲ့ဆိုလို့ရှိရင် အခုစိတ်တွေဘာစိတ်တွေမသိလား ခမရရှိနေတဲ့နဲ့တခြားလည်းတော့နေလို့ခမရမကြိုက်တာခမရမကြိုက် ဘာလို့လဲအဲ့လိုကိုနေတာလားလို့မမင်းနာ မตายရအောင် မตายရလို့တုံးတော့တော့ပြတာ ဖျားတယ်အဲ့လိုမျိုးตายရတယ်ထင်နေလေခင်ဗျာဒီတိုင်းပဲနေလိုက်ရုံနဲ့မနေနဲ့ရတယ်နေဘယ်သူနဲ့မှလည်းနေမှာမဟုတ်ပါခင်ဗျာကိုယ်တိုင်လည်းမနေချင်မနေနဲ့ထပ်ပြီးဒီခွင့်ရေးကိုဒါနောက်ဆုံးခွင့်ရေးခင်ဗျာကိုတောင်းဆိုပါကွာဒီနောက်ဆုံးခွင့်ရေးပဲထပ်ပြီးဘယ်တော့ခါမှဒါမျိုးမလုပ်တော့ဘူးခင်ဗျာထားရတဲ့အတိုင်းနေမယ် ယူနေပြီအဲ့ဒီငါယူနေပြီ ဟုတ်တယ်ရိုးနေပြီရိုးနေတဲ့အခွင့်အရေးထပ်ပြီးဒါအနုညွတ်တကယ်ဖះမှာတစ္ဆာဆိုပြီးပြောရမှာလားဖေနာကနေဘလို့ပြောရမှာလဲပြောခမားယုံကြည်အောင်ဘလို့လုပ်ပြရမှာလဲဘလို့ပြောပြရမှာလဲအချိန်တွေကလည်းပြောပါလိမ့်မယ်တကယ်ဘာမှလည်းမလုပ်တော့ဘူးခမားကြိုက်တာလုပ်လို့ရင်ကျုပ်သွားတဲ့နေရာမှာ GPS ထည့်မှာလား GPS ထည့်တာပါဆိုလဲထားလိုက် CCTV တက်ထားမှာဆိုလဲ CCTV တက်ထားလိုက် အဲ့မျိုးပကန်းတင်လာပြီးငါကတိပေးတာနော်ငါကတိငါရအောင်လုပ်ခဲ့တယ်ငါကလည်းကောင်းဆုံးပြင်ဆင်ပြီးငါအချိန်ရအောင်ပေးတယ်နော်မိုးထုံးနဲ့ရင်မောင်းတန်းပြီးတော့ငါခုထားပြီးတော့လုပ်တာနော်ခုမိုးထုံးတင်တာတည်သွားတယ်နင်လည်းမတူနဲ့သူနဲ့ မတူ နော်မတူနဲ့ဘာလို့ဆိုတော့ဒီပြဿနာအဖြစ်ခုငါလည်းရှိမှငါရှိနေတဲ့ဖြစ်သွားတာသူငါပြောလိုက်မှတခါတည်းငါသူမရှင်းပြနိုင် မတူ ဘူးသိလား တည်ရဲ့ နောင်တရသွားအဲ့စကားတစ်ခုပဲသလားအဲ့ကိစ္စရောနောင်တရသွားမယ်သူရင်မောင်းနှမ်းပြီးတော့မှနေငါထားခဲ့တာဟုတ်ပြဿနာဖြစ်လာသူထွက်သွားမယ်ဆိုတော့ငါမတားပစ်တော့ခုနောက်ပိုင်းမှာနေငါပြမတားပစ်ခဲ့တော့ဘူးခုနောက်ပိုင်းမှာဆိုရင် မတူရတယ်သူခ ဟုတ် မား ငါနေမပြတ်နိုင်ဘူးဆိုတဲ့စကားသူတပြောပြမပြတ်နိုင်ဘူးသူ့အချစ်တယ်မပြတ်နိုင်ဘူးဆိုတော့တန်ရုံးတင်တစ်ခုကြီးကြောင့်နေဘလို့ဖြစ်နေတယ်ငါလက်ခံခဲ့တာမြဲတယ်ဒီကောက်မှသူငါ့ကိုပြောလာမလဲဒီတော့ကပြောနေသူ့အလောက်ချစ်လာတယ်အဲ့လိုချစ်လာတယ်မရှိမှလော်ရီဖြစ်ပြနေတယ်နင်းမသက်သာမရှိနဲ့အဲ့လိုချစ်နေလာငါလည်းရဟောတယ်ပြောနေတာပြောတယ်ငါရှိရဖြစ်ခဲ့တဲ့ပြဿနာဆိုငါနေနေလို့ရတယ်ကိစ္စမရှိဘူးဟိုတနေ့ကလည်းမေးတယ်ဆိုကြတော့လို့နေရလဲလက်စနကတော့ဝယ်နေရငါ့ကိုပြောတယ်ဟိုသူတို့တွေ့ရရေးကြတော့ဘာမှဖြစ်ပါဘူးရွှေသိနေတယ်အခုဒီလူကြီးဆိုရင်ငါ့ကိုဘယ်လိုပြောလာမလဲငါနေ့ကိုရမ်းအော်တယ်ဖြိုးအောင်ရဲဆိုပြီးတော့ မတူဘူးသူနဲ့ရင်မောင်လည်းမတန်ဘူးခမားနဲ့သူနဲ့ဘလို့ပဲနေနေဘလို့ပဲထိုင်နေခမားသူ့ကိုဘာပဲလုပ်ပြီးကျုပ်ဘာမှမပြောတော့ဘူးသူ့ကိုဘလို့ကြီးလုပ်ပြရသူ့ကိုဘလို့လဲသွားလိုက်တာပဲလာဘာလုပ်ကြတာဆိုပြီးကျုပ်ဘာမှထပ်ပြောမှမဟုတ်တော့ရင်မောင်လည်းမတန်ဘူးစိတ်ချရင်မောင်တန်းနေတဲ့စိတ်မနာလိုတဲ့စိတ်ဖြစ်နေတော့ကိုထိမ့်မယ်ကွာဘယ်တော့မှခမားကိုထုတ်မပြောစေတာရင်မောင်လည်းတန်းမှာမဟုတ်ပြောတော့ခမကြိုက်တဲ့အတိုင်းခမကြိုက်တယ်လို့နေမပြောတော့ခမ ကျမတို့တင်ဆက်တော့မလို့တန်းကြည့်ရှုနေ မကြိုက်တာလုပ်တယ် HNO သတင်း channel ကိုစည်ရင်းသွင်းမထားသေးပါကအခုပဲစည်ရင်းသွင်းထားဖို့မမေ့ပါနဲ့နော်ရှင် ဘာမှလည်းမ